ပြင်းတာကွာဒီဝက်လက်ချောင်းဘန်းသွားရမီကွာငါချောင်းကိုင်းမလို့ဟာဆိုနေမှာဒီကောင်เนี่ยချောင်းတော့ဘန်းနေရချောင်းဘာလို့အဲ့လောက်ကြောက်ကြအောင်မသိဘူးကွာထားပါတော့ကဲချောင်းဘန်းပြီဆိုတော့လေဘယ်တက်နိုင်မလဲကွာငါကဒီမှာတယောက်တည်း easy နေရတာပေါ့ကွာနော်ဟိုနင်းကွာငါဒီဘက်ဒီဘန်းလိုက်ပြီဆိုတော့ငါဒီဘက်မှာတယောက်တည်းကွာ infantry မသိမျိုးဖြစ်ပြီဆိုတော့ငါဟိုဘက်ကိုရှောက်သွားကြည့်အောင်ကွာအေးဟာအဲ့မှာလေကားလေးတွေ့တာမလဲအဲ့လေကားငါအရင်စိတ်ဝင်စားအရင်ကလေးကွာဒီကရှောက်သွားကြည့်အောင်အဲ့လေကားပေါ်တက်လာရင်ဘာများဖြစ်မှန်းမသိဘူးကွာရှောက်သွားကြည့်အောင်ကွာရောင်ကြီးလေကားဟိုပေါ်တက်လာပဲကွာနင်ဘယ်ပေါ်ရောက်အောင်မသိဘူးနော်အဲ့ဆိုငါဒီချမ်းပေါ်ကြော်ပြီးတော့ချက်တော့အဲ့တော့သွားကြည့်အောင်ရော့ကွာဘယ်ရောင်ငါပြောက်လာလေရောင်ဝေတာပါလိုက်လေရောင်၄ရောက်တုံးနေတာဟုတ်တာပဲရောင်ဟာရတာဘာလို့နေရာမျိုးကြီးလေဝေတာပါကြီးလေဟောတာပေါ်တေးထင်တယ်ကွာဟုတ်တယ်ခုနကငါကွာအဲ့မိုဘိုင်းလေးချက်ဟိုလေကားပေါ်တက်ပြီးတော့ဒီပေါ်တေးကြီးတဲ့ဝင်နေတာကွာနင်ခုအဲ့ပေါ်တေးကပိတ်သွားရင်တော့ငါမိုဘိုင်းလေးချက်နဲ့ဘယ်လိုပြန်သွားရတော့မလဲဒုက္ခပဲရောင်ရေးလို့ကြအောင်သွားပြီကွာဒါဘယ်လိုနေရာမျိုးလဲဒါအတုံးကပါကြီးလားကြည့်လောက်ပန်းနေရ၄ရောက်နဲ့ကြည့်အောင်မယ်တိန်နေရ၄ရောက်နေရောက်၄ရောက်ကြည့်လိုက်အောင်မယ်ညဘယ်လိုလုပ်မလဲရောချောင်းဘလို့လေးငါပြောရကြောက်လာကွာဟမ်မင်းမလို့လဲရောင်ငါဒီပေါ်တယ်ကွာစကားပြောနေတာကွာဟာလားအေးကြရလေအောင်ရင်လောက်ပါငါဘယ်လိုလုပ်ပြီးမိုဘိုင်းလေးချက်နဲ့ကိုပြန်သွားရမှာလဲကွာရောင်မင်းဒီတိုင်းတော့မိုဘိုင်းလေးချက်နဲ့ပြန်သွားလို့များတော့ကွာမင်းတခုလုံးဝရမှာဟာအဲ့ငါဘာလို့ရမှာလဲကွာရောင်ဘာလို့ရမလဲဆိုတော့ကွာမင်းဒီက Minecraft လို့ခေါ်တယ်ကွာအဲ့ Minecraft ထဲကနောက်ဆုံး final boss ကြီးဖြစ်တဲ့ Ender ကိုမင်းရအောင်တက်ရမယ်ကွာအဲ့ကောင်တက်နိုင်တာနဲ့မင်းဒီပေါ်တွေကပြန်ပွင့်လာနိုင်မှာတူကသူအဲ့ဆိုမင်းမိုဘိုင်းလေးချက်နဲ့ပြန်လာလို့ရပြီကွာဟမ် Minecraft ဟလာပြီး Ender ကိုဒီကငါခုရောက်နေရ Minecraft ပေါ့ဟလာရအောင် Minecraft ကဘာကြီးပေါ့ရောတော့ကွာဒီ Minecraft ကဘာကြီးရဲ့ boss ကြီးကွာငကားကြီးကွာအဲ့ဒါကို Ender Dragon လို့ခေါ်တယ်ကွာအဲ့ကောင်တက်နိုင်မင်း Minecraft ကိုလည်းနိုင်တယ်လို့ဒီပေါ်လည်းပြန်ပွင့်မှာကွာဟုတ်လားကွာဒီကွာဆိုငါနေဘာစူးစမ်းကြည့်လောက်မယ်လေโอเคကွာပြောပြီးကိုလက်ဒါပဲကွာโอเคနေရောဒါ Minecraft လေဟလာကြောက်အောင်ကြောက်ဘူးကွာ Minecraft ကဘာယုံဒီဝေးဘာတော့ဟေးနေကွာဆက်သွားကြည့်အောင်ကွာ Josh ဟောရှာကြီးကွာကြည့်တော့ကြီးအောင်၄တောင်ဖြစ်နေဟိုရှိကဘာကွာအဲ့ဒါဝက်လားကြည့်တော့ကွာဝက်ကလည်း၄တောင်ကြီးဟိုငါတည်းရွာထင်တယ်ကွာကြည့်တော့အိမ်နေလဲ၄တောင်ကြီးပဲအကုန်လုံး Josh ငါခုတော့ဘိုက်စာနေကွာလားရော့တခြားပဲဆရလားရတယ်မရှာဖက်နဲ့စားအောင်ရတာကောင်းတယ်နော်ကိထားတော့ Josh let's go ငါတဲ့ဝင်မေးကြည့်အောင်ဒီမှာလူရရှိမှထင်တယ်ကွာโอเคဒီကျုံအိမ်နေတဲ့ကောင်၄တောင်နေကြီးပဲမလူတယောက်ဟာဖိုင်းလေဒီလူလည်း၄တောင်ကြီးအခုမှကြည့်မြင်သေးတော့ခုမှကြည့်ပြန်ငါလည်း၄တောင်ကြီးဟာအေးပါကွာဝိထားတော့ကိုကျွန်တော်မေးကြကြည့်လို့ရမေးလေဘာမေးကြည့်လို့လဲမင်းဟိုပါလေကျွန်တော်တို့ဒီ Minecraft ထဲမှာ Ender Dragon ဆိုတာရှိလားရှိရဗောအဲ့တော့ငါတို့ Minecraft ရဲ့နောက်ဆုံး boss ကြီးငကားကြီးကွာအဲ့ကောင်ကိုတက်လာရင်ငါတို့ကနိုင်ပြီလေဟော Minecraft နိုင်သွားပြီဗျာမင်းဟောဟလာဗျအဲ့ကောင်ကျွန်တော်ဘယ်လိုတက်ရမလဲဗျာဘယ်လိုနိုင်ရမလဲဝေးအကောင်မင်းတက်မလို့ဘာလို့ဖို့လဲကွာဟုတ်တယ်ဗျာအကောင်တက်ဖို့ဗျာအဲ့ကောင်တက်မှာကျွန်တော်တို့တခြားခင်းနေရောက်လာဗျာမိုဘိုင်းလေးရက်ဆိုခင်းနေရလေကျွန်တော်ဒီထဲကိုဗျာရောက်လာပြီးတော့ကျွန်တော်လာခဲ့တဲ့ portal ကပိတ်သွားလို့ဗျာအဲ့ portal ကအဲ့ Ender Dragon ဆိုတဲ့ငကားကြီးကိုတက်မှတက်ပြီးမှပြန်ပွင့်လာမယ်လို့ပြောတယ်ဗျာကျွန်တော်အဲ့ဒါကြောင့်ပါဗျာဘယ်ပြေးသွားလဲဆိုပြီးခေါင်းတော့ချီးပါနေတော့ကွာโอเคရပြောဆက်ပြောင်းလေဗျာမင်းအစားတော့မိုဘိုင်းလေးရက်ဆိုတဲ့ခင်းနေလာတာဗောလားဟုတ်တယ်ငါအဲ့ကောင်တော့ကြောက်ဘူးလေကွာရောင်ဟိုထားတော့ကွာမင်းဟိုနာပေါ်တယ်ကြီးလားဟုတ်တယ်အဲ့နာဟိုမှာအဲ့နာပေါ်တယ်ကြီးဗျโอเคအဲ့ဒါဆိုရင်မင်းအဲ့နာတော့ကွန်တက်ဖို့ဆိုရင်ကွာငါဒီမှာဆော်ရွက်လေးပေးလိုက်အဲ့စာအတိုင်းမင်းလောက်ပြီလားရောင်โอเคရပြီအဲ့လိုကျွန်တော်ဒီစာအုပ်ထဲကနေတိုင်းလိုက်လို့ရမှာဗောလားရောင်ဟုတ်တယ်ဒါကွာငါအဲ့နာ Dragon ဆိုတဲ့ကောင်သွားကြုံရအောင်ကွာငါဟိုမိုဘိုင်းလေးကျန်နေမှာ6မကန်ရလို့6ပန်းလို့စိတ်ပြနေပါဆိုနေမှာကွာကြည့်အောင်ဒီထဲမှာလာပြီးရမယ်ဟိုကောင်နဲ့ချရမှာဒီပါကွာโอเคထားပါလားငါချက်တော့ဖတ်ကြည့်အောင်ငါခုံလားအရန်မြင်ဟိုရှီကန်နဲ့ပြုတ်ကြကုန်ပြီ let's go Josh ဒီကကြည့်ကြရအောင်ဆိုပါကွာငါချက်တော့နံပါတ်1ဟာဘာလို့မသိနံပါတ်1ထိကနံပါတ်1နီလန်ကဘာလို့မသိဘူးဝေးနံပါတ်1ဟာဘာလို့အဲ့နေတာပေါ်တဲ့ဟိုနေတာပေါ်တဲ့ဆိုရအောင်ဆောက်ရမယ်အဲ့ဒါဆောက်ဖို့ဆိုရင်လာပါရဲ့ဝါတာရဲ့ပြီးတော့ flake and steel ရဲ့လို့ရဲ့โอเคအဲ့ဒါငါဘယ်လိုရှားမှာလဲဟောဒီသူကြီးထားတယ်ကွာအဲ့လိုမရှာချင်ဘူးဆိုရင်လည်းရွာရဲ့ဟိုရွာရဲ့တောင်ဘက်မှာတဲ့နေတာပေါ်တဲ့အကျက်ရှိရဲ့အဲ့ဒါကိုနည်းနည်းပြပြရင်ပြီးစောက်လာရတဲ့ဟောโอเคငါရှေ့တော့ကြည့်အောင်ရွာရဲ့တောင်ဘက်ဆိုတာဒီဘက်ပဲကွာဟိုရှိမှထိုင်တယ်ကွာယောရှငါခုတော့ဘိုက်စာနေကွာလာစမ်းနောင်ပြီအားတစ်ချက်ပဲโอเคရောဒါရစားကြည့်အောင်
โอ้ကောင်းနေရမင်းဒီခိန်းထဲမှာဒီMinecraft ဆိုရဲဟိုဟာထဲမှာ game ဟိုဒါဘယ်လိုခေါ်မလဲကွာဟုတ်တယ်နော်ဒါ Minecraft ဆိုရဲ game ပေါ့နော် Minecraft ဆိုရဲ game ထဲမှာမင်းအသားတွေကိုစိမ့်စားအောင်ရတာရှိတယ်ကွာသူပြောရဲတောင်ဘက်ကနေတာပေါ့ဟိုဟိုရှိရလားမသိဘူးရောဟဲ့ဟုတ်တယ်ကွာရှေ့တော့ကြည့်အောင် let's go ဟောမထင်တယ်ကွာနော် let's go ဟောတော့တယ်ငါတော့ဘယ်လိုပြန်လောက်ရမလဲကွာညငါစဉ်းစားကြည့်အောင်ဒါဟိုဘလော့တွေပဲခုနကငါဟိုမှာလေအဲ့ဆိုငါတင်တော့ဟိုခုနကပေါ်တဲ့ပုံစံလိုဆောင်းမှာထင်တယ်ကွာโอเคငါဒါမှဒရုန်းဆိုရယ်အဲ့ဆိုငါဒီအတော့ရငါတင်တော့ဒီအောက်မှာမြုပ်နေမှာထင်တယ်ကွာရှက်တော့ငါရှာကြည့်အောင် A few moments later. Oh wait ဟိုမှာတွေ့ကွာငါလက်နဲ့ဒီဟာတွေတူးကြည့်အောင်ဒရုန်းတွေဒီမှာနှစ်ဒရုန်းဒီမှာဒရုန်းအဲ့ဆိုရင်ဒရုန်းကွက်တီပဲကွာโอเคအဲ့ဆိုငါဒါခဏလေးကျထိုးထားပဲဒီနှစ်ခုကိုဖြတ်ရအောင်ကွာโอเคโอเคရပြီကွာအောင်ရေးဒီဘယ်တော့တူကတော့ကြာတာပဲโอเคထားပါတော့ဒါကွာငါဒီမှာလောက်ရအောင်ဒန်ရပြီကွာโอเคအဲ့ဆိုရင်ငါဒီ Flake and Steel ဆိုတာမိကျကွာနော်အဲ့ဒါငါဘယ်မှာရှားအောင်လဲကွာဟိုဒီမှာဒီမှာရှိလားမသိဘူးဝိတ်ထားလားဟုတ်တယ် let's go တွေ့ပြီအဲ့ဆိုငါမိကျချလိုက်မယ်ရပြီကွာ let's go ဝင်မယ်ခဏကငါပေါ်တယ်နဲ့တူရမယ်နော်ငါဒီတော့လိုက်ဘယ်ရောက်မလို့မသိဘူးကွာโอเคရှေ့ဝင်ကြည့်အောင်ဝိုးငါလုံးရဝိုးတယ်ဟာရမီးရလားဟုတ်တာဟာရောင်ပူတာကွာတော်ပူရကြည့်လာအောင်ရောင်ရေနွေရတွေပူရဒီမှာပူဝိုင်းမီးရလားဟုတ်တယ်ဟောက်ကဘာတွေမသိဘူးအမောကလည်းငရဲပြောက်လာလားဒါငရဲကြည့်သွားလိုက်ဟိုဘာရောကျွဲရလားအော်ကောင်ရဘာကောင်လဲကြည့်လာအောင်ဟိုမှာလည်းဝကြီးဟာဟယ်လိုဟာရောင်နေရဘယ်လိုဝင်မင်းကိုမေးချင်လို့နေရောကိုကြီးခေါ်ပါလေငါမေးပါနေရောဟဲ့လူဟာငါလိုက်ချနေဒုက္ခပဲရောင်ကြီးရောင်ဘာကောင်းလဲအောင်တည်ပြနေဘာတော့ဟာကွာနေတာဖော်တော့ဟုတ်တယ်ကိုကြီးနေတာဖော်တော့ကဘယ်နားမှာလဲကိုကြီးဟာတယ်ငါ့ကိုလိုက်ချနေပြီနေကိုကြီးမေးချင်လို့နေတာဖော်တော့ကဘယ်နားမှာလဲနေတာဖော်တော့ကဟာငါ့ကိုလိုက်ချဝင်ဒုက္ခပဲဒီကောင်နဲ့ဘာလဲကွာမချချင်ဘူးနော်ကိုကြီးနေတာဖော်တော့ကဘယ်မှာလဲလို့ဟာငါ့ကိုချနေမင်းကြော့ကွာငါ့ကိုချမှာငါပြန်ချမှာကြာတယ်ကျွန်တော်အေးစိတ်မေးလို့မရကွာနော်ကြော့တန်းကွာဟမ်နေတာဖော်တော့ကဘယ်မှာလဲရောနေတာဖော်တော့ကဘယ်မှာလဲဟာဒီကောင်ကဘာမှမပြောချတယ်ကွာကွာရှော့ဘယ်ကောင်ကမပြောရင်ထိုးမှာမပြောရင်ထိုးရင်ပြောမှာရောလာတန်းကွာရောတန်းကလည်းချောင်းကွာနော်ချောင်းပိတ်ကံပြမှာလားမင်းကလည်းမပြောငါကောင်းလေးမေးရအောင်မပြောတော့ငါမင်းကောင်ငါလက်ပါရတော့မလားပြဝိုက်တယ်မရှိတော့ဟုတ်တယ်တကယ်ငရဲပြီကွာအေးပါကွာငရဲပြီရောက်လာနေဒီဘက်နေတာဖိုတိုဆိုရဟာကြီးကဘာကြီးလဲမသိဘူးရေးထားဟိုရေးထားတဲ့ပုံစံနဲ့ဘာလို့မသိရှောက်ချကြည့်အောင် Josh ဒီနေ့ဒီဟာမယ်အောက်ပြကြရင်ရှော့နေအောင်ကွာဝေးနေငါမောင်ကဘာပြဟာအောက်အများကြီးပဲခွေရတာဟိုလာရအောင်ညငါဒီဆောင်းထဲမှာပါနေတာလေဟုတ်တယ်အဲ့ဒါအနာမဲဆိုရကောင်ရွေးကြအောင်ရက်ရှိနေလေဟာသူ့ကိုကြည့်ရင်ငါတို့စိတ်ဆိုးရကောင်ငါโอเคအဲ့ကောင်မျက်လုံးကြီးယူအောင်ပေါ့နေခုတော့တယ်ငါဒီဘက်ကနေကွေးပဲပြီးသွားရအောင်ကွာနေတာဖိုးတက်ကလည်းဘာမှမသိဘူး Josh ဟိုရှိရပါကြီးလေရောကြည့်အောင်ချောင်းအတိုင်းနေမြဲရဲတိုက်ပုံစံကြီးကွာဖုံးမလို့ရတာနေတာဖိုးထွက်လားရဲရောင်ဟောမထင်တော့ရောင်ငါရှိအရှိရကောင်ရှုံးအောင်အဲ့ကောင်တွေကသူစိတ်မရှိဘူးကွာလာတယ်အော်ကြောလာတယ်ချောင်းလားကြောတယ်ကွာမဟိုဘက်လွန်ထားသွားလာကြတယ်မှာထိုင်တော့ဘာကောင်းကြီးအောင်ကြီးဟာတော်ရီကငါတစ်ချက်ခိုင်းတာလွတ်ထားသွားလားငါစိတ်မိနေပြီလားချာတယ်ကွာလားငါပြေးငါရှော့ရမှာနင်းငါရှော့တော့မဖြစ်ဘူးနော်ရှော့ရင်ငါမော်လေးကျပြန်သွားတော့နော်ရောင်ပြုံရောင်ကြီးဘိုင်အများကြီးပဲနင်းငါဟုတ်တယ်ဒါနေတာဖိုးတယ်ခုနကငါမြင်ရတယ်ဟိုမှာဝိုင်းကောင်းနေပြေရောအေးပါကွာနေပြော